SLS ဒုံးပြန်တွေလိမ်မော်ရောင်ထိနေကြတဲ့အကြောင်းရင်းကနေလောင်သွားလို့ပါဒါပေမဲ့တင်ထင်တယ်လို့မျိုးတော့မဟုတ်ပါဘူးအာကာသဒုံးပြန်တွေမှာလောင်စာအဖြစ်ကမ္ဘာပေါ်မှာဒုတိယမြောက်အရေးဆုံးအရေးဖြစ်တဲ့အပူချိန်အနှုတ်423 degree Fahrenheit -253 degree C ရှိတဲ့အရေးပျော်ဟိုက်ဒရိုဂျင်ကိုအသုံးပြုပါတယ်ဒါပေမဲ့အပြင်ဘက်လေထုအပူချိန်နဲ့တွေ့တဲ့အခါလောင်စာကိုလောင်ကျွမ်းဖို့ကူညီပေးတဲ့အဆိုပါအရေးပျော်ဟိုက်ဒရိုဂျင်နဲ့အရေးပျော်အောက်ဆီဂျင်တို့ဟာဓာတ်ငွေ့အဖြစ်ကိုအလင်းအမြန်ပြောင်းလဲသွားနိုင်ပြီးတိုင်းကြီးတဲ့ထဲမှာဖိအားကိုမြင့်တက်စေပါတယ်ဒီလိုအငွေ့အပြန်တာနဲ့လောင်စာတွေတိုးလောင်ထားတဲ့အဓိကကိုယ်တဲ့ပိုင်း core stage အတွင်းဖိအားမြင့်တက်လာတာကိုရှော့ချဖို့နဲ့လောင်စာတွေစုဖွဲ့ပြီးအငွေ့ပြန်တာကိုနှေးကွေးစေဖို့အတွက် polyurethane အပူကာရေမြုပ် insulating foam ကိုအဓိကကိုယ်တဲ့ပိုင်း core stage အပေါ်ဖြန်းပေးထားပါတယ်ဒါပေမဲ့လည်းအရေးတချို့ကတော့ရှောင်လွှဲလို့မရပဲအငွေ့ပြန်သွားတာပါပဲဒါကြောင့်ပိုရှန်တွေရဲ့ဓာတ်ငွေ့တွေကိုစွန့်ထုတ်ဖို့အတွက်အဓိကကိုယ်တဲ့ပိုင်းညာထိတ်မှာလေးထုတ်ပေါက်အဖုံး beanie cap သို့မဟုတ် vent hood တခုတက်ဆင်ထားပါတယ်ဒုံးပြန်မထွက်ခွာမီ2မိနစ်ခန့်အလိုမှာတော့အဲ့ဒီအဖုံးကိုဖယ်ရှားလိုက်ပါတယ်ခဏလေးနေပါဦး polyurethane ကလိမ်မော်ရောင်မဟုတ်ပဲအဖြူရောင်ဖြွတ်ဖြွတ်လေးမဟုတ်ဘူးလားဟုတ်ပါတယ်အဲ့ဒါမှန်ပါတယ်ဒါပေမဲ့နေအောင်ကြည်နဲ့ထိတွေ့တဲ့အခါမှာတော့ဓာတ်တိုးသွားပြီး oxidizes အယောင်ပြောင်းလဲသွားကလိမ်မော်ရောင်ဖြစ်သွားတာပဲဖြစ်ပါတယ်